လူပြိုလူလွတ်တူသေဆုံးသွားမယ်ဆိုလို့ရှိရင်သေသူရဲ့ဝေစုကိုအမွေပုံမှာထည့်သွင်းပြီးတော့ခွဲဝေဖို့ရန်လိုအပ်ပါသလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွှတ်တော်ရှင်းနေဦးအောင်ကျော်ဖြိုးဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတွေသိထားတဲ့ဥပဒေဆိုင်ကိစ္စရပ်များကိုဆွေးနွေးမျှဝေလျက်ရှိပါတယ်အဲ့တော့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်စီရင်ထုံးလေးတစ်ခုနဲ့ဆွေးနွေးမျှဝေပေးခြင်းပါတယ်အဲ့စီရင်ထုံးကတော့1963ခုနှစ်ပေါ့နော်မြန်မာနိုင်ငံတရားစီရင်ထုံးများစာ983မမြကျင်နဲ့မအေးတင်ပါနဲ့အခုဖြစ်ပါတယ်အခုဖြစ်စဉ်အချင်းချုပ်လေးကိုဆွေးနွေးမျှဝေပေးရမယ်ဆိုရင်တော့အမွေဆိုင်ညီမ၄ဦးရှိတယ်ပေါ့နော်အဲ့ဒီညီမ၄ဦးဟာတိကျစီအိမ်ခွဲပြီးတော့နေကြပါတယ်အဲ့လိုနေလာရနေပြီးတော့အမွေရှင်တည်ဆုံးပြီးတော့နှစ်30အကြာမှာဒီအမွေပုံစီမံခန့်ခွဲပေးစီလိုမှုကိုအမွေဆိုင်တူဟာဆွဲဆိုပါတယ်အဲ့ဒီဆွဲဆိုတဲ့အမှုမှာအဓိကအဖြစ်အငင်းပွားဖို့အချက်2ချက်ပေါ်ပေါက်ပါတယ်ပထမတစ်ချက်ကတော့အမွေရှင်တည်ဆုံးပြီးနှစ်30အကြာမှာအမွေပုံစီမံခန့်ခွဲပေးမှုဆွဲဆိုခြင်းဟာကာလစည်းကမ်းသက်ကြော်မကြော်ဆိုတဲ့ကိစ္စဖြစ်ပါတယ်ဒုတိယအချက်ကတော့ညီမ၄ယောက်မှာပေါ့နော်လူလွတ်ညီမတူတည်ဆုံးသွားတဲ့အခါမှာတေသူရဲ့ဝေစုကိုကျန်တဲ့ညီမ3ယောက်ကတန်းတူရမလားဒါမှမဟုတ်ပေါ့နော်တေသူရဲ့အောက်ကညီမကသာလင်ရရှိမလားဆိုတဲ့ကိစ္စဖြစ်ပါတယ်အဲ့တော့ကာလစည်းကမ်းသက်ကိစ္စကိုဘယ်လိုဆုံးဖြတ်တယ်လဲဆိုတော့ကျွန်တော်တာမန်လူတွေနားလည်လွယ်အောင်ပြောရမယ်ဆိုရင်ပေါ့နော်အဲ့ဒီအမွေပစ္စည်းဟာအမွေဆိုင်တူရဲ့လက်ဝယ်မှာရှိပါတယ်ဒါကြောင့်မလို့တဲ့အမွေဆိုင်တူရဲ့လက်ဝယ်မှာရှိခြင်းဟာကျန်တဲ့အမွေဆိုင်တွေရဲ့လက်ဝယ်မှာရှိခြင်းလို့မှတ်ယူပါတယ်နော်ဒါကြောင့်ဒီအမှုမှာပေါ့ကာလစည်းကမ်းသက်မကျော်ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ဒီမှာသတိပြုရမယ့်အချက်တစ်ချက်ဖြစ်ပါတယ်ဘာရှိလဲဆိုရင်အဲ့ဒါကတာမာအားဖြစ်ဆိုလို့ရှိရင်အမွေဆိုင်တူရဲ့လက်ဝယ်မှာရှိခြင်းဟာကျန်တဲ့အမွေဆိုင်တွေလက်ဝယ်မှာရှိခြင်းလို့ယူဆလို့ရပါတယ်သို့တော်လည်းပဲအမွေပစ္စည်းကိုလက်ဝယ်ရယူထားတဲ့အမွေဆိုင်တူပါပေါ့နော်အဲ့ဒီပစ္စည်းအပေါ်မှာပြောင်တင်းဆန့်ကျင်ခဲ့မယ်ဆိုလို့ရှိရင်တော့အဲ့လိုဆန့်ကျင်တဲ့နေရာစပြီးတော့12နှစ်အတွင်းတရားစွဲဆိုရမှာဖြစ်ပါတယ်အဲ့တော့ဒီအမှုမှာကအဲ့ဒီလိုအခြေအနေမပေါ်ပေါက်တဲ့အတွက်ကြောင့်မလို့နှစ်30ကြာမှတရားစွဲဆိုတော့လေကာလစည်းကမ်းသက်မကျော်ဘူးလို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကစီရင်ထုံးတွေကိုလေ့လာမယ်ဆိုလို့ရှိရင်စီရင်ထုံးပါဖြစ်ရတဲ့ကိုအမှုနဲ့ကိုက်ညီမှုရှိမရှိဆိုတာကိုအသေးစိတ်စမ်းစစ်လေ့လာကြည့်ဖို့လိုပါမယ်ဒုတိယအချက်ကတော့ညီမ၄ယောက်မှာပေါ့နော်လူလွတ်ညီမသေဆုံးတဲ့အခါမှာတဲ့သူ့ရဲ့အောက်ကညီမကသာလင်မွေဝေစုကိုရထိုက်ခွင့်ရှိတယ်လို့ဆုံးဖြတ်ပါတယ်အဲ့တော့ဒီမှာအထူးသတိပြုရမယ့်အချက်တစ်ချက်ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အမွေဆိုင်ညီမ၄ယောက်မှာအိမ်ခွဲပြီးတော့တီးခြားစီနေတယ်ဆိုတဲ့ကိစ္စဖြစ်ပါတယ်အကယ်လို့အိမ်ခွဲပြီးတော့တီးခြားစီနေတာမဟုတ်ပဲနဲ့เนาะဒီအမွေဆိုင်နဲ့အိမ်မှာပဲ၄ယောက်စလုံးနေခဲ့တာဖြစ်မယ်ဆိုလို့ရှိရင်တော့လူပြိုလူလွတ်တူတည်ဆုံးတဲ့အခါမှာတေသူရဲ့အမွေဝေစုကိုเนาะဒီညီမ3ဦးစလုံးကအညီမျှရရှိနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီကိစ္စလေးကိုကျွန်တော်တို့နည်းနည်းလေးကြည့်ပါမယ်အခြေအနေကိုခွဲခြားကြည့်မယ်ပေါ့နော်အဲ့တော့ပထမအခြေအနေအမွေရှင်ရှိတယ်အဲ့လိုအမွေရှင်ရှိသေးတဲ့အခြေအနေမှာပဲเนาะဒီညီကိုမောင်နှမတွေကလူပြိုလူလွတ်တူတည်ဆုံးသွားတယ်အဲ့လိုတည်ဆုံးသွားပြီးတော့အမွေရှင်တည်ဆုံးတဲ့အခါမှာအမွေပစ္စည်းကိုခွဲဝေယူမယ်ဆိုရင်အဲ့ဒီလူပြိုလူလွတ်ရဲ့ဝေစုကိုထည့်သွင်းပြီးတော့ခွဲစရာမလိုပါဘူးเนาะတေသူရဲ့အထက်အောက်ဆိုပြီးတော့လည်းခွဲဝေနေစရာမလိုပါဘူးကျန်တဲ့ညီကိုမောင်နှမတွေကအညီအမျှခွဲဝေရရင်ဖြစ်ပါတယ်ဒါပထမအခြေအနေပါเนาะအဲ့တော့ကျွန်တော်တို့ကဒုတိယအခြေအနေကိုကြည့်ပါဒုတိယအခြေအနေကအမွေရှင်ဖြစ်သူတည်ဆုံးသွားတယ်အဲ့တော့အမွေဆိုင်တွေအားလုံးကဒီအမွေဆိုင်တဲ့ပစ္စည်းပေါ်မှာပဲနေထိုင်ကြတယ်ဒီစားစီခွဲပြီးတော့နေထိုင်ကြတာမရှိဘူးအဲ့လိုအခြေအနေမျိုးမှာလူပြိုလူလွတ်တူတည်ဆုံးသွားမယ်ဆိုလို့ရှိရင်လေတေသူရဲ့เนาะဝေစုဆိုပြီးတော့မှထည့်သွင်းပြီးတော့အထက်အောက်ခွဲခြားနေစရာမလိုပါဘူးကျန်တဲ့ညီကိုမောင်နှမတွေကသာလေဝေပုံကြခွဲဝေယူရမှာဖြစ်ပါတယ်ဒါဒုတိယအခြေအနေပေါ့နော်တတိယအခြေအနေကိုကျွန်တော်တို့ဆက်ကြည့်ပါမယ်တတိယအခြေအနေကတော့ဒီစီရင်ထုံးပါအခြေအနေမျိုးဖြစ်မယ်ပေါ့နော်အမွေရှင်တည်ဆုံးသွားတယ်အမွေဆိုင်တွေဟာတီးခြားစီအိမ်ခွဲပြီးတော့နေထိုင်ကြတယ်အဲ့လိုအိမ်ခွဲနေထိုင်ကြရင်းနဲ့เนาะဒီလူပြိုလူလွတ်တူတည်ဆုံးသွားမယ်ဆိုလို့ရှိရင်တော့တေသူရဲ့အမွေဝေစုကိုတေသူရဲ့အောက်ကညီကိုမောင်နှမကသာလေရကွင်
ရှိမှာဖြစ်ပါတယ်နောက်ဒီမှာတစ်ချက်ရှိပါသေးတယ်အဲ့ဒါဘာလဲဆိုတော့သေသူဟာเนาะအကြီးဆုံးဖြစ်တယ်ဆိုလို့ရှိရင်တော့သူအောက်ကညီကိုမောင်နှမတွေကဆက်ခံရရှိနိုင်ပါတယ်ဒုတိယတစ်ချက်ကသေသူဟာအငယ်ဆုံးဖြစ်တယ်ဆိုလို့ရှိရင်လည်းပဲเนาะသေသူရဲ့ညီကိုမောင်နှမတွေကဆက်ခံရရှိနိုင်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့သေသူမှာအထက်အောက်ရှိတယ်ဆိုလို့ရှိရင်တော့သေသူရဲ့အောက်ကသူဟာဒါလည်းအမွေကိုဆက်ခံရရှိနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုလေးကတော့လူပြိုလူလွတ်တူးသေဆုံးသွားရင်သူ့ရဲ့ဝေစုကိုအမွေပုံမှာထည့်သွင်းပြီးတော့ခွဲဝေစရာလိုသလားဆိုတာကတော့အခြေအနေအရရက်ပေါ်မှာမူတည်ပါမယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်